ချိုးနေတဲ့တာ အခုလို practice မရှိဘူးလေရန်ကုန်မှာ အရင်ရှောက်လိုက်တယ်ဖြစ်သွား2ရက် ကျွန်တော်ဒီနေ့ခြေတန်း1000လောက်ရှောက်တယ် ရှောက်တယ်ဘယ်လိုပဲရှောက် ကျွန်တော်ကလေ အလုံးမှာ ဟို ရှောက် ဒီကနေပြီးတော့မဟုတ်ဘူးကျွန်တော်ကဟိုရုံးစင်းတယ်လို့ပြောကျွန်တော်မေးအိမ်သွားလိုက်တာစမ်းချောင်းဘက်မှာစမ်းချောင်းကဟုတ်တယ်စမ်းချောင်းကပြီးတော့အဲ့မှာစားတော့ပြီးရင်ကျွန်တော်အိမ်ကိုကျွန်တော်ချီးချင်းလျှောက်ပြန်လာ အလုံး ဟုတ်တယ်အလုံးချီးပြန် မိုးရွာရယ် မိုးရနဲ့ချီးနေတော့ဟိုမိုးရလို့မိုးကြွနေတော့မသွားဘူးပေါ့နော်ဒါပေမဲ့လို့ဟိုဟိုမိုးကလမ်းမှာကြွရင်ပေါ့နော်အပြန်လို့ပါလို့ဆိုရင် တီးပါတယ် ကိုယ်ကဒါတော့မတတ်နိုင်ဘူးလေနည်းနည်းမောတယ်ဆိုဟိုကဆိုပိုးဆိုးနေ great ရောကိုယ်ကအလောက်မကောက်ဘူးလို့ဆိုတော့ကြည့်တယ်ဒါကတော့အောက်လန့်ကြည့်ရင်ကိုသွားတဲ့နေရာပြန်ကြည့်တယ်ဒီတေးသေးလေးတွေဖြစ်那走上去